ကြီးတွေကမျောလင်းနေလို့ခံစားချက်တွေလုံခြုံမှချီရနှလုံးသားတွေကကြောက်သေးသူမို့ဒီနေ့ညတော့စိတ်ကူးရင်လို့ကိုတွေ့တဲ့တောင်ပြောနေတာချီရဘယ်ချိန်ဆိုမှလဲဘယ်နေရာမှာတွေ့လဲယုံကြည်သူရင်တဲ့မျောလင်းချက်ကြီးလုံးရဲ့ဘယ်နေရာမှာတွေ့လဲဘယ်ချိန်ဆိုမှလဲရေရပေမဲ့လဲမျောလင်းချက်များကြီးနဲ့ချက်တွေလွန်ကျူပါချေရလုံးသားတွေကကြောက်တဲ့သူမို့နိုင်ငံညာတို့စိတ်ကူးရင်လို့ကိုတွေ့တဲ့တောင်ပြောနေတာချေရဘယ်ချိန်ဆိုမှလဲမေဒီယာမှာတွေ့ပလဲယုံကြည်သူရင်တဲ့မျောလင်းချက်ကြီးလုံးရဲ့ချိန်ဆုံးလဲမရေရပေမဲ့လဲမျောလေးချက်များကြီးနဲ့ဘယ်လိုဖြစ်ဖြစ်မင်းတို့တွေ့နိုင်ဖို့